ထွက်တာတိတ်မကြသေးတဲ့ application ဒီ Play to Earn application ကကျွန်တော်တို့ Puzzle Farm ဆိုတဲ့ application နဲ့တော်တော်လေးကိုဆင်တယ်ကျွန်တော်ထင်တော့ဒီ company ကပဲကျွန်တော်ထွက်လာတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ video မှာလည်းအဲ့ဒီ application ကိုကျွန်တော်ပြောပြပေးတော့မယ်ဒါလည်းကျွန်တော်စိတ်ဝင်စားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် application ဘယ်လိုမျိုး download မလဲဘာညာရှိချောင်းဒီနေ့ video ကိုအဆုံးထိကြည့်ပေးမယ်ဆိုရင်သိသွားမယ်ပေါ့နော်ကြည့်ဒါဆိုရင်တော့ကျွန်တော်တို့โอเคဒါဆိုရင်ကျွန်တော်တို့ application down မယ်ပေါ့နော် application link ကိုတော့ကျွန်တော်ဒီ video ရဲ့ comment box မှာကျွန်တော် application link လေးကျွန်တော်ချပေးထားမယ်ဆိုတော့ဒီနေရာရောက်လာပြီဆိုရင်တော့ကျွန်တော်ဒီအောက်ကကျွန်တော် download ဆိုတာလေးကိုကျွန်တော်တက်ချက်နေလိုက်မယ်ဆိုရင်တော့ automatically ကျွန်တော် Play Store ထဲရောက်သွားမယ်ပေါ့နော်အကဲဒါကျွန်တော်တို့ application မတွေ့ဘူးဆိုရင်တော့ VPN ခံလိုက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော် account ဝင်မယ်ပေါ့နော် application လည်း down ပြီဆိုရင်တော့ application ထဲဝင်လိုက်မယ်ပေါ့နော်ဒီနေရာမှာဘာနဲ့ဝင်မှာလဲပေါ့နော်ဘာနဲ့ account ဖွင့်မှာလဲ Facebook နဲ့ဖွင့်ချင်လဲရတယ် Google နဲ့ဖွင့်ချင်လဲရပါပေါ့နော်ကျွန်တော်ကတော့ Google နဲ့ပဲကျွန်တော်ဖွင့်လိုက်မယ် browser ကအဆင်ပြေတဲ့ဟာနဲ့ကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးဖွင့်ပြီးဆိုရင် browser ဒီမှာမြင်တဲ့အတိုင်းပဲဒီလိုမျိုး coin လေးပေးမယ်ပေါ့နော်ဟို account လေးဝင်ပြီးပြီဆိုရင်တော့ browser ဒီမှာမြင်တဲ့အတိုင်းပဲဒီ puzzle farm နဲ့တော်တော်လေးကိုဆင်တယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီကျွန်တော် layer နဲ့တစ်ဆင့် down ထားတယ်ဆိုရင်တော့ဒီ rougher တဲ့ ID ဆိုပြီးတော့ကျွန်တော်ပေါ်ချင်မှပေါ်မယ်အကယ်၍ဒါကိုယ့်အကို Play Store နဲ့ down နေဆိုရင်တော့ကျွန်တော်တို့ rougher ID လေးပေါ်နေမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာပေါ့နော် main နေတဲ့ coin နဲ့ coin လို့ချင်တယ်ဆိုရင်တော့ဒီမှာ ID ကုတ်နံပါတ်ထည့်ရမယ်ပေါ့နော်အဲ့ဒီကုတ်နံပါတ်ကတော့ကျွန်တော်အခုပြတဲ့ဒီကုတ်နံပါတ်ကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ထည့်ပြီးတော့ဒီမှာ submit ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် main နေတဲ့ coin ဆိုရင်တော့ကျွန်တော်တို့ဒီကောင်နှိပ်လိုက်မယ်ဆိုရင်တော့နောက်ထပ်16 data မှာခွန်လေးရှိမှပဲဒီကောင်ပွင့်မှာပေါ့နော်ဒီကောင်ပွင့်သွားပြီဆိုရင်တော့ဒီလိုမျိုးအစင်းရောက်ပတ်စံလေးလဲလို့ရမယ်ဒီအစင်းရောက်ပတ်စံကငွေထုတ်လို့ရပါဘောနော်ဒီကောင်ကတော့ coin လေးဖြစ်မယ်ဒီအစင်းရောက်ပတ်စံကတော့ပတ်စံထုတ်လို့ရမယ်ဘောနော်ဒီကောင်ကတော့ coin ရနဲ့တစ်စင်းဒီကောင်ကိုပြောင်းသွားပါဘောနော်ဆိုတော့ဒီထဲကိုကျွန်တော်ဝင်တဲ့အချိန်မှာဘာနဲ့ငွေထုတ်လို့ရလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဒီမှာကတော့ 0.03 လို့ပြထားပါဘောနော် 0.03 နဲ့စထုတ်လို့ရမယ်လို့ပြောထားတယ်ပြီး 0.5 ဆိုတော့ကျွန်တော်တို့ payback နဲ့ကကျတော့ကျွန်တော် 0.03 ကထုတ်လို့မရအောင်လို့ထင်တယ်ဘောနော် 0.2အနည်းဆုံးဆိုပြီးတော့သူကပြလိုက်မှာပေါ့နော်အကဲငွေထုတ်တဲ့ချင်းလဲဒါဆိုရင်လည်းကျွန်တော်က 0.5 ပဲကျွန်တော်စားထုတ်လို့ရမယ်ပေါ့နော်ပေးပန်နဲ့ထုတ်မယ်ဆိုရင်တော့အကဲဒီ application ကိုဒီထိုင်းနိုင်ငံကနေသုံးနေတယ်ဆိုရင်တော့ဒီ withdraw method မှာပေါ့နော်ဒီ add new account နှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ payback ရော true money ရောပေါ်လိုက်မယ်ပေါ့နော်ဒါတော့ကဒီ application နဲ့ငွေထုတ်မယ်ဆိုရင်တော့ဒီ payback ထဲကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ payback mail လေးထည့်လိုက်မယ်ပေါ့နော် payback mail ထည့်ပြီးဆိုရင် submit ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါငွေထုတ်တဲ့အချိန်ကျွန်တော်အဲ့လိုမျိုး account ထည့်ပြီးတော့တစ်ခါတည်း withdraw လုပ်ရုံပဲပေါ့နော်ဒါတော့ပြည့်တယ်ဆိုရင်တစ်ခါတည်း withdraw လုပ်ရုံပဲ okay ဒါကတော့ကျွန်တော်ငွေထုတ်တဲ့အပိုင်းပေါ့နော် coin ကဘယ်လိုမျိုးရှာမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးတော့မယ် okay ဒါဆိုရင်ကျွန်တော် coin ရှာတဲ့နေရာတော့ကျွန်တော်တို့တစ်နေရာနှစ်နေရာသုံးနေရာတောင်ရှိရပါတော့ဒီကောင်လေးကကျွန်တော်တစ်ချက်ကြည့်တဲ့အချိန်မှာဒီကောင်က daily ပေါ့နော် daily ကကျွန်တော်ဘာတွေပေးလဲဆိုတော့နေ့တိုင်းလိုပေးတယ်လို့ကျွန်တော်ထင်တယ်ဒီမှာကျွန်တော် claim ပြီးတာဖြစ်တဲ့တော့အမှန်ချစ်လေးဖြစ်နေပါနော်ပြီးနောက်တစ်ခုကတော့ကျွန်တော် video ကြော်ညာနဲ့ပုတ်ကြည့်မယ်ဆိုရင် 0.2 coin ပေးမယ်ပြောထားတယ်ပြီး mini game လေးပေါ့နော် mini game ကဘာလဲဆိုတော့ go ကိုနှိပ်ပြီးတော့ကျွန်တော်လုပ်ရင်လည်းရတယ်အကယ်၍လားလို့မလုပ်ဘူးဆိုရင်လည်း back တစ်ချက်ထွက်ပြီးတော့ဒီမှာ mini game ပေါ့နော်ဒီ mini game ကိုကျွန်တော်တို့ဆော့ပေးရမယ်second 60 3ရမယ်ပေါ့နော် second 60 3လိုက်မယ်ဆိုရင်ကောင်လေးပေါ့နော်ဒီကောင်လေးတစ်ခုပြည့်မယ်နှစ်ခါလုံးလိုက်မယ်ဆိုရင်နှစ်ခုပြည့်သွားမယ်နှစ်ခုပြည့်သွားမယ်ဆိုရင် 0.5 coin လေးပေးမယ်ပြီးရင်ဒီမှာလေးထပ်ပေးသေးရပေါ့နော်ဒါတော့ကျွန်တော်မလုပ်ပြတော့ဘူး video ထပ်ရှေ့သွားမယ်ပေါ့နော်300ခုကိုကျွန်တော်ပြည့်အောင်လုပ်ရမယ်ပြီးမှပဲ2 coin ပေးမယ်ပေါ့နော်ဒီကောင်ကတော့ဘာလဲဆိုတော့ဒီထက်ပေါ့နော်ဒါလေးပေါ့နော်ဒီ stat နဲ့ပြီးတော့ကျွန်တော်ဆော့ရတာကျွန်တော်တစ်ချက်ပြမယ်ဒီကနေကျွန်တော် goal လုပ်ပြီးတော့လည်းဝင်လို့ရပါပေါ့နော်တူတဲ့ဟာရွေးရုံပဲပေါ့နော် puzzle farm ဆော့ဘူးတဲ့လူဆိုရင်တော့ဒီ application ကိုတိတ်ပြီးတော့ ရှင်းပြစရာမလိုဘူးပေါ့နော်ဒီမှာကျွန်တော်တို့တူတဲ့ကောင်လေးကျွန်တော်တစ်ချက်ရွေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးလေးပဲ like ဆော့ရုံပဲ game ကတော်တော်လေးကိုဆော့လို့လွယ်တယ်ကြာဆော့မယ်ဆိုရင်တော့သူကကြော်ညာလေးကြည့်ခိုင်းမယ်ပေါ့နော်ကြော်ညာကြည့်ခိုင်းမယ်ဆိုရင်တော့ coin လေးတွေပေးရင်လည်းပေးမယ်အကဲကျွန်တော်တို့ VPN မခံဘူးဆိုရင်တော့ကြော်ညာတက်ချင်မှတက်မှာပေါ့နော်ဒီနေရာမှာကျွန်တော် VPN ခံပေးလို့တော့ရပါတယ်နောက်တစ်ခုလေးကျွန်တော်တက်ချက်ပြမယ်နောက်တစ်ခုကတော့ဒီ application မိနစ်33မယ်ဆိုရင်တော့ 0.1 coin ပေးမယ်ပေါ့နော်ဒါလေးတွေရှိပါမယ်ပေါ့ဒါကတော့ daily ပေးတဲ့ဟာပြီးဒီကောင်က mini game ပေါ့နော်ကျွန်တော်ခုနပြောတဲ့ဟာ okay ဒီနှစ်ခုပြောပြပြီးပြီဆိုရင်နောက်တစ်ခုပေါ့နော် invite ကတော့တော်တော်လေးကိုချမ်းတယ်ပေါ့ဒါဆိုရင်ကျွန်တော်တက်ချက်ကြည့်ကြည့်မယ် invite ကိုကျွန်တော်နှိပ်လိုက်မယ် invite မှာကျွန်တော်ဒီမှာ rule လေးပြထားပါနော် okay ဒီထဲမှာတော့ brother မြင်တဲ့အတိုင်းပဲလူခေါ်မယ်ဆိုရင်တော့ invite friend ကိုနှိပ်ပြီးတော့ copy လုပ်လိုက်မယ်ပေါ့နော်ဒီမှာ invite friend ကိုနှိပ်ပြီးတော့ copy လုပ်လိုက်မယ် group တွေမှာပဲဖြစ်ဖြစ်လိုမျိုး share လိုက်ပြီးဆိုရင်တော့ကိုယ့်ရဲ့ layer နဲ့တက်စသူတို့ down နေဆိုရင် refer တဲ့အနေနဲ့သူကဘလောက်ပေးမယ်လို့ပြောထားတယ်ပေါ့နော်ဒီမှာ Facebook နဲ့ login ဝင် coin 1 coin သူက gold coin 4.9 ဆိုရင်နောက် coin အဲ့လိုမျိုးပေးထားပါနော်ဆိုတော့မစိုးလို့ပြောလို့ရတော့ကျွန်တော်ဒီ layer နဲ့တက်စ down နေဆိုရင်တော့ refer တဲ့ ID ကပေါ်ချင်မှပေါ်မယ်ပေါ့နော်အဲ့လိုမျိုး refer တဲ့ ID ပေါ်နေတဲ့ brother တွေဆိုရင်တော့ကိုကလူခေါ်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ refer တဲ့ ID လေးကိုကျွန်တော်ထည့်ခိုင်းလိုက်ပေါ့နော် okay ဒါကတော့လူခေါ်တဲ့ဟာပေါ့နော်အခုရှင်းပြစရာရှိတာကဘာလဲဆိုတော့ဒီမှာကိုရှာထားတဲ့ coin တွေငွေထုတ်တဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ဒီ profile လေးကိုနှိပ်ပြီးတော့ဒီမှာကို coin ရှာထားတဲ့ဟာတွေအားနည်းတဲ့ view တွေကြည့်လို့ရမယ်နောက်တစ်ခုကတော့ကိုငွေထုတ်ထားတယ်ဆိုရင်တော့ကျွန်တော်ဒီမှာ withdraw history မှာကျွန်တော်ကြည့်လို့ရမယ်ဒါကတော့ငွေမထုတ်ထားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပေါ်နေတယ် okay ကျွန်တော်ဒါလောက်ပြောပြီးဆိုရင်တော့အားလုံးလည်းနားလည်လောက်မယ်ကျွန်တော်ထင်တယ်ဒီ application နဲ့ကျွန်တော်ဆင်တဲ့ application တစ်ခုရှိရပါတော့အဲ့ဒီကောင်လေးကတော့ puzzle farm ပဲဖြစ်ပါတယ်
ဆိုတော့အဲ့ဒီ application အကြောင်းလည်းသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့အကြောင်းအခုပြထားတဲ့ဒီဗီဒီယိုလေးကိုသွားကြည့်လိုက်ပါကျွန်တော်တို့အမှပြန်စကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching